ကိုစီဝဲသူမလာနိုင်ရင်ကိုကဝဲသူစီသွားရမယ်ဆိုတဲ့အခြေခံကြတဲ့လုပ်ငန်းရှင်စိတ်တက်တစ်ခုတည်းနဲ့ရှေ့ဆက်ခဲ့ရကနေအခုဆိုရင်မန္တလေးမြို့ရဲ့အချက်အချာကြတဲ့26လမ်းမှာရွှေလင်းဦးထုတ်ဖြန့်ချီရေးအဖြစ်ခိုင်ခိုင်မာမာရက်တည်နေပြီဖြစ်ပါတယ်။အခုဆိုရင်ဆိုင်မှာရောင်းပန်းလာစီမဲ့ဥထုံမျိုးစုံကိုလက်ကားသီးတန့်ဈေးနှုန်းအမှန်ကန်ဆုံးနဲ့ဖြန့်ချီပေးနေပါပြီ။ဒီဇိုင်းစမ်းသစ်ပြီးအရေးသွေးစိတ်ချတာကြောင့်နေကိုယ်စလဲနဲ့လက်လီဆိုင်ရှင်တွေအတွက်အကျိုးအမြတ်အမှန်တကယ်ဖြစ်ထုံးစေမှာပါ။ယုံကြည်မှုနဲ့ခိုင်မာစွာတည်ဆောက်ထားတဲ့ရွှေလင်းဥထုံမျိုးစုံဖြန့်ချီရေးဟာအခုဆိုရင်လူကြီးမင်းတို့ရဲ့စီးပွားရေးမှာအကျိုးအမြတ်ဖြစ်ထုံးစေမဲ့အရေးသွေးကောင်းဥထုံမျိုးစုံကိုအမျိုးမျိုးအနေနဲ့ကဆိုင်ရှင်များစီတို့အရောက်ဖြန့်ချီပေးနေပါပြီ။ကျွန်တော်တို့ရဲ့ရွှေလင်းကိုမန္တလေးမြို့မှာဆိုရင်တော့26လမ်း83လမ်းနဲ့84လမ်းကြားမှာဖွင့်လှစ်ထားတယ်လို့ရန်ကုန်မြို့မှာဆိုရင်တော့အမှတ်30 40မြတ်တီရီလမ်း VIP2 ရွှေပြည်သာမြို့နယ်ထဲမှာဖွင့်လှစ်ထားပါတယ်။အည်သွေးကောင်းမွန်ပြီးရောင်းပန်းလှတဲ့ဥထုပ်တွေကိုဈေးနှုန်းမှန်ကန်စွာဖြင့်ရရှိလိုပါကဖော်ပြပါဆိုင်နေမှာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။လူကြီးမင်းတို့ရဲ့စီးပွားရေးအောင်မြင်မှုအတွက်ရွှေလင်းနဲ့အတူလက်တွဲပြီးမြင့်တင်လိုက်ရအောင်ပါရှင်။